ဟာတပုံရိုက်တာနော်ကျလာဟိုမှာအဲ့တပုံရိုက်မမကိုချစ်တော့လားမောင်လေးမမကိုမချစ်တော့ဘူးတဲ့မောင်လေးကမမကိုမချစ်တော့ဘူးတဲ့မောင်လေးကိုလိုက်ကျွေးနေရမကြည့်အောင်မမအဲ့ညီမလေးမောင်လေးစားအာရပါရစားမြတ်စားမလားကောက်ငင်းစားမလားမေကွာမေတဲ့မောင်လေးစားဟယ်လိုငါပြောစရာရှိရပါတော့မောင်လေးကမြက်ကျွေးမစားပါဘူးရောက်နေပါတယ်မောင်လေးကြီးလဲလာတာပါမောင်လေးကမှလာကျွေးရမောင်လေးကမစားပါဘူးအဲ့တော့ခွားတယ်ပြန်ထည့်လိုက်ပါမယ်မောင်လေးစားနေတယ်အေးဟိုမှာသွားမယ်လားမောင်ကြီးစားနေတယ်လိုက်ရယူလားနွားမကြီးတော့ပြအိဓာတ်ပုံရိုက်လို့ရရနော်အလားတောက်ယူသမတပုတ်ရိုက်ခိုင်းသမီးရိုက်ပြီတောက်ယူပုံတော့သူသွားနာကောက်ယူပုံဖြစ်ပါတယ်ဒါတော့တလေးထုံးဆက်မို့နော်ရိုက်ဘယ်လိုဖြစ်နေကြရိုက်တော့တလေးထုံးဆက်ပေါ့ဘယ်ဒီကောင်လိုက်ရိုက်တော့အကုန်လုံးဒီမှာထုံးဆက်လည်းရှိတယ်ဗာလဲဟိုဗာလဲဟိုနွားလဲဟုတ်နွားလဲတချို့ကကြနွားနဲ့ကြောင်တချို့ကကြဟိုဟာဆက်နဲ့ကြောင်လဲဒါလည်းကောက်ရေးပုံပေါ့ဒါမောင်လေးတွေအကြိုက်ဆုံးစားပါရှင်ဒါထုတ်လိုက်ဖိုးချံပေါ့နော်အဲ့မှာဒါနွားတွေကြိုက်တဲ့စားဖြစ်ပါတယ်ရှင်အများကြီးပါတခြားမောင်လေးတွေကြိုက်ရဆိုရင်လာခဲ့ပါအဖိုးချံကိုအများကြီးရှိပါတယ်ဒါတို့တို့လှောင်လာတာပါမတပုတ်ရိုက်မှာဒါတပုတ်ရိုက်နေဘူးလေရဒါဖြစ်အားပဲကောက်ရေးပုံနဲ့ကြိုက်မရဘူးပေါ့လာတယ်ဒီကနေ့တော့ထိုင်ရမယ်သူဆရာတပည့်လာဟိုးပေါ့တမလားလာခိုင်းနေဒီမှာဟိုထုံးစားတွေဗျာလာဝဲထုံးစားတွေတော့ပေးတမရိုက်ဒါတော့အဖိုးရဲ့ခြံဖြစ်ပါတယ်ရှင်အကျယ်ကြီးပေါ့နော်အဲ့ထမှာကောက်ရအပင်အစုံရှိရရှင်စားစရာမရှိတဲ့တော်တော်ရှာပေါ့နော်ဒါကရင်မလေးတွေရွာပါအဖိုးကကရင်ပါရှင်နွေရတော့ကရင်တဝက်ဗမာတဝက်ပေါ့နော်ဟုတ်ဆိုင်ဟုတ်ဆိုပဲကျေးဇူးတင်ပါတယ်ရှင်တကြံအခုကဗာနေအကျက်နေတော့သမီးနော်ဟုတ်တကြံအကျက်နေရောက်နေပါတယ်ရှင်တကြံအကျက်နေလေးမှာအဖိုးခြံထဲကိုလဲပြစ်ပါတယ်ထင်းနေပေါ့နော်သူတို့ကရင်ရိုးရအိမ်လေးတွေသူတို့ကရင်ရိုးရနေထိုင်တဲ့ပုံစံလေးတွေပေါ့နော်ကျွန်တော်တို့ကျတော့မြောက်ရီမြို့တယ်နေတော့ဒီဘက်တွေမရောက်တော့မသိဘူးမမြင်ဘူးလိုက်လည်းမြင်ရတယ်မစားဘူးတဲ့ဟင်းနေတဲ့စားရပါတယ်ရှင်အရန်ကျဲတော့ပေါ့နော်မဆက်တွေဆိုလည်းမကြည့်ရောအများကြီးပဲပေါ့နော်ဆက်တွေโอเคရှင်မောင်းဟိုမှာအိုးခမမကြရုံးကြီးအေးလို့ရင်ခွဲသီးလာမခုနဲ့စူပုတ်ပိနေဆိုလည်းအများကြီးပဲပေါ့နော်တစ်ချံလုံးပဲပေါ့နော်တရက်ပိဆိုလည်းလက်ညှိုးထိုးမလွယ်ဘူးနော်မကရင်ပုတ်တူလေးမကရင်ပုတ်လေးဖို့တာဖို့မင်းကျဲပေါ့နော်ဟာမနပြစရာလေးရှိပါတယ်ဝက်လေးရွာမှာဝက်သေးသေးလေးတွေပါဒီမှာကြည့်ပါချစ်စရာလေးပါຫນွေနဲ့တူပါတယ်ဒါຫນွေကိုကြည့်ချင်းဒီဝက်လေးကိုကြည့်ပါပြေးနေမလုံးနဲ့လေတပတ်သူနေတာမသိရင်ပြေးကုန်အိုးဝါရုပ်စွားလောက်တာဒီတရားပါဝါရုပ်စွားလောက်ပါတယ်ဟုတ်ပါပါဒါအကကြည့်နေပါတယ်ကရင်တုံးမလေးတွေပါတကြံရင်ကနေပါတယ်ဟုတ်ပါပါဒီမှာသူ့အဖိုးနဲ့ပါဒါအဖိုးရဲ့ညီအငယ်ဆုံးပါဒီမှာအဖိုးရှိပါတယ်တကြံအကျက်နေမှာလိုက်လဲနေပါတယ်ရှင်အကျယ်ကြီးပဲပေါ့နော်ကားပေါ်တည်ရတယ်ရပါပိန်လိုက်အမာသီးရောမှန်လားသမီးလည်းစားရင်လို့ဒါကရင်မလေးပါပိန်နေသည်ပေါ့နော်ပိုပိုတဲ့
ဟာလဲဗီဒီယိုရိုက်နေတာ လေဘယ်လိုလဲမတော်မ ဒါ တော် တော့ချောချော ဒါကရင်တုံးလေးရပါတော့အချောမဲ့လေး3ယောက်ပေါ့ရှင်အတော်ဆုံးလေးတွေပါ